ဘုန်းကြီးကတော့စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ဝက်လက်မြို့နယ်ရှေးမကားကြီးရွာဓမ္မပါရဂူကျောင်းကဒေါက်တာရှင်သီရိနာဖြစ်ပါတယ်ဘုန်းကြီးငယ်ငယ်တုန်းကတော့ဘုန်းကြီးကမြန်မာတက္ကသိုလ်ပေါ့နော်1326ခုနှစ်မှာနေုံလမှာမွေးပါတယ်ပေါ့နော်ရှင်သာမဏေပြုတာတော့1336ခုနှစ်မှာရှင်သာမဏေပြုတယ်ပေါ့ဘုန်းကြီးငယ်ငယ်တော့15နှစ်သားလောက်မှာမစိုးရင်တိုက်တဲ့မှာပိဋကစာပေပညာစတင်တယ်ပေါ့အဲမစိုးရင်တိုက်တဲ့မှာခြေပြုမူလာတန်းရဲ့ပထမငယ်တန်းရဲ့ပထမလက်တန်းရဲ့အောင်တယ်အဲ့ဒီကနေပြီးတော့မစိုးရင်တိုက်ဟောင်းအာဂမနိရုပိတာအကြောင်းဆရာတော်ဦးကြီးရဘိဝန္တကျွန်တော်တိပိဋကတရာဩဝါဒစရိယအကျိုးတော်ဆောင်ဆရာတော်ပေါ့အခုတော့ပြန်တော့အဲ့ဒီဆရာတော်စီမှာအကြီးတန်းနဲ့ဓမ္မစီရနှစ်ကျမ်းဆွဲတဲ့ဒီအောင်မြင်ခဲ့ပါတယ်ဘုန်းကြီးကျမ်းပြီးတာကတော့ဓမ္မစီရဘွဲရတော့တောင်မြင်ထီလင်းတိုက်ဆရာတော်ဦးဇောတိကဘိဝန္တရဲ့ထံနေပြီးတော့ကျမ်းပြီးခဲ့ပါတယ်မြန်မာဂုံတူးကတော့မြန်မာဂုံတူးဆိုဒါဂုံတူးရန်ပေါ့နော်တိတိပေါ်တာဓမ္မစီရကိုတော့ဒီရန်ကုန်မြို့ဒဂုံမြို့နယ်အိန္ဒိယနော်ဒဂုံပရိသန်တိုက်မှာစာချဘုန်းကြီးလိုရင်မှတဲ့ကြာစာပေကျမ်းကမြောက်ပို့ချိုင်မှတဲ့မြန်မာဂုံတူးကျမ်းကိုအောင်မြင်ခဲ့တယ်အဲ့ဒီဒဂုံပရိသန်တိုက်မှာဘုန်းကြီးကစာချတာ15နှစ်လောက်ကြာပါတယ်မူလတန်းကနေပြီးတော့ဓမ္မစီရတန်းဒီအကုန်လုံးအဲ့လိုချခဲ့ရပါတယ်အဲ့ဒါလို့စာချိုင်းမှတဲ့ဖြစ်တဲ့ကဂုံတူးတန်းမြန်မာဂုံတူးတန်းအောင်တယ်ပေါ့အဲ့ဒီလိုအောင်တဲ့ခါမှာဆရာတော်ကြီးကအဲ့ဒီချိန်တုန်းကတိပိဋကတရဩဝါဒစီရဖြစ်ပါတယ်အဲ့တော့တိပိဋကဆရာဩဝါဒစီရဖြစ်တဲ့ဆရာတော်ကြီးကိုစားတိပိဋကတိပိဋကကိုဝိဒစာမွေးပွဲတွေမှာပု္ပ္ပာထုတ်ခဲ့ရတဲ့ပု္ပ္ပကဆရာတော်လည်းဖြစ်ခဲ့ပါတယ်နော်အဲ့ဒီကနေဒီရွှေဘုံသာသုံးတက်သင်္ချောင်းဒါရက်ကဒေါက်တာမိုးတင်ဒေါက်တာအီတို့ရဲ့ဒါချီးမြှောက်မှုပေါ့နော်သူတို့ရဲ့ထောက်ပံ့မှုနဲ့အိန္ဒိယနိုင်ငံမြို့တော်ဒေလီမြို့မှာနော်ဒေလီတက္ကသိုလ်ကနေပြီးတော့MAဘွဲရခဲ့ပါတယ်အဲ့ဒီကနေပြီးတော့အိန္ဒိယနိုင်ငံတောင်ပိုင်းနော်မွန်ဘိုင်းမြို့အနီးကဒါမာထရာစတိတ်ပေါ့နော်အိန္ဒိယနိုင်ငံမာထရာစတိတ်ပူနီးမြို့ကနေပြီးတော့ PhD ဘွဲရခဲ့ပါတယ်အဲ့ဒီကနေပြန်လာတဲ့ခါကျတော့ဘုန်းကြီးရဲ့ရွာကဆရာတော်ကဒီရွာပြန်တော်မူတဲ့ခါရှင်းမကားမှာသွားပြီးတော့တမိုင်းပေးတာဝန်ရဘုန်းကြီးကကျောင်းထိုင်ရတယ်ကျောင်းထိုင်ပြီးတော့3-4နှစ်လောက်ရှိတဲ့အချိန်9နှစ်ရှိလောက်ချိန်မှာဒီပါကျုပ်ဆရာတော်ကြီးရဲ့ဟောပေါ့စာပေမိတ်ဆွေတနည်းအားဖြင့်တပည့်တယောက်ဖြစ်တဲ့ဒီမန္တလေးမြို့မွေတော်ဟောပေါ့ပြည်တကုံမြို့နယ်မွေတော်ကျုံရကပထမကျော်ဓမ္မစရိယဥနန္ဒမာလာဆိုတဲ့ဆရာတော်ကြီးနဲ့ဘွဲ့တူတဲ့ဆရာတော်ဘာရှိပါတယ်အဲ့ဒီဆရာတော်ကဘုန်းကြီးအိန္ဒိတောင်မြင်ထီလင်းတိုင်းမှာနေတော့ကတက္ကတအတူတင်ဘူးတဲ့နောင်တော်ကြီးဖြစ်ပါတယ်အဲ့ဒီဆရာတော်ကိုပါကျုပ်ဆရာတော်ကြီးကနေပြီးတော့မြန်မာပြည်မှာနော်မိခဲပြဘုံတွေရှိတယ်ပေါ့လေအဲ့ဒီပုံကိုယ်တွေကိုပညာဘူမိတက္ကသိုလ်အတွက်နှစ်ပေါင်း100ကျော်ကရှေးအောင်ကျမ်းတွေကိုဆက်ထမှုအတိုင်းအောက်က reference တွေဖူးနှုတ်တွေနဲ့လို့ index တွေနဲ့တကယ်ခင်ပြီးအဲ့ဒါတွေပုံနာပြုစုခြင်းပါတယ်ပြုစုခြင်းတော့အရှင်ဘုရားသိတဲ့ကိုရိုတွေကနေပြီးတော့တောင်းပေးပြပါဆိုပြီးတော့အဲ့တော့ခုနပြောတဲ့ပါကျုဆရာတော်ကြီးကဒီပါကြီးဆရာတော်ဥနန္ဒမာလာကိုတောင်းပေးတဲ့ခါအဲ့ဒီမှာဘုန်းကြီးရှေးမကားရွာမှာရောက်နေခြင်းမှာအဲ့ဒီကျမ်းတကျမ်းဆရာတော်ကြီးက9ကျမ်းပြုစုတယ်ပေါ့အဲ့တော့အဲ့ဒါအရှင်ဘုရားတကျမ်းပြုစုပြဘယ်ကျမ်းပြုစုမလဲဆိုဘယ်ကျမ်းကိုတီးဖြတ်ပြီးမလဲပေါ့လေအဲ့လိုမေးတဲ့ခါကျတော့ဆရာတော်ကနေပြီးတော့အရှင်ဘုရားစင်ပြေတဲ့ကျမ်းပြပေးပါဆိုပြီးတော့အရှင်ဘုရားအဘိဓမ္မာကျမ်းပေးမယ်လို့ပြောတဲ့ခါကျတော့အဲ့တော့ချောင်းဦးဓမ္မယုံဆရာတော်ကြီးပြုစုခဲ့တဲ့ပရမတ္ထဝိသောဒနီတီကာကျမ်းကိုတီးဖြတ်ဖို့အတွက်ခင်မီနေတယ်ပေါ့နော်အင်တက်တွေဖူးနှုတ်တွေအဲ့လိုထည့်ဖို့အတွက်ရေးတယ်ပြီးတော့ဘုန်းကြီးကပထမဆုံးရေးပြီးတော့အခါကျမ်းပြုဆရာတော်ကြီးရဲ့အထုပ္ပတ္တိကိုပါဠိလိုရှေ့ကနေပြီးတော့ဏ္ဍန်အထုပ္ပတ္တိကိုပါဠိလိုရေးပေးရတယ်ရေးပေးတဲ့အခါအဲ့မှာဆရာတော်ကြီးကိုပြရတယ်ဘုန်းကြီးကပါကျုပ်ဆရာတော်ကြီးနဲ့ဓာတ်ရိုက်မသိပါဘူးမသိကြအဲ့ဒီပါကြီးဆရာတော်တစင်သွားတဲ့ခါကျတော့ဆရာတော်ကြီးစီစာအုပ်ရောက်သွားတယ်ဘုန်းကြီးနဲ့မတွေ့ရသေးဘူးအဲ့ဒီမှာဆရာတော်ကြီးကနေပြီးတော့ဘာထက်ခိုင်းတယ်ဆိုတော့စာအုပ်တော်သဘောကျသွားပြီပိဋကထ5ပါးဆိုတာပိဋကထဆိုတာဒီကျမ်းတကျမ်းရဲ့ရှေးတုန်းကအကျမ်းပြုနည်းစနစ်ပေါ့အဲ့ဒါရေးတဲ့အခါအဲ့တော့ရေးရတဲ့ခါကျတော့ဘာဖြစ်ဘုန်းကြီးတွေးတယ်ပေါ့နော်ဘုန်းကြီးတို့ကတော့ဒီ PhD လုပ်ဘူးလာတာဆိုတော့သိတယ်ဆရာတော်ကြီးကဘာကိုပြကျင်တဲ့ဆိုတော့အခုကိသီးစိတွေပေါ့
ကျမ်းပြုတယ်ဆိုတာဘာမှမဆန်းဘူးရှေးတုန်းကလည်းရှိတယ်ဆိုတာပါဠိစာပေမှာရှိတယ်ဆိုဆရာကြီးကဖော်ထုတ်ဆင်ခြင်တဲ့သဘောရှိပါတယ်ကျမ်းပြုတယ်ဆိုတာဒီမူလကျမ်းတရားကိုနောက်ကျမ်းတရားထပ်ဖွင့်တယ်ဆိုရင်ဒီကျမ်းရဲ့ရှေ့ရဟာတွေကိုဘယ်ပုတ်ကဘာပြောတယ်ဆိုတာဒီလိုရေးရတာခုကသိစီရေးသလိုပေါ့ conclusion ချသလိုသူကချက်ပရာတွေခွဲသလိုပေါ့သူအခန်းနဲ့သူခွဲသလိုဆရာတော်ကြီးကလည်းဒီဟာတွေခုမှမဟုတ်ဘူးရှေးတုန်းကဗုဒ္ဓစာပေမှာလည်းဒီလိုကျမ်းပြုတဲ့ဤပညာတွေကရှေးတုန်းကရှိတယ်ဆိုတာပြကျင်ပုံရပါတယ်ဒါနဲ့ဘုန်းကြီးတို့ထပ်ပြီးတော့ပိဋကတ်၅ပါးရေးပါဆိုပြီးလူကိုယ်တိုင်တွေ့ပြီးတော့ဆရာတော်ကြီးဒီရန်ကုန်မြို့ပေါ့နော်ဒီဟောပေါ့အရာခံဆောင်မှာဆရာတော်ကြီးကြောင်းရှိတယ်အဲ့သတင်းသုံးတဲ့ချိန်ဘုန်းကြီးတို့ကသွားတွေ့ရတယ်တွေ့တဲ့အခါမှာဆရာတော်ကြီးဟာတွေ့ရင်လူကြီးမတွေ့ရသေးဘူးဆရာတော်ကြီးနဲ့အဲ့ဒီမှာစတွေ့တဲ့အခါကျပိဋကတ်၅ပါးရေးပါအောင်ဆိုပြောတာပိဋကတ်ဆိုတာရှေးတုန်းကကျမ်းနေပြုလို့ရှိရင်ဒီအဖွင့်ကျမ်းတစ်ကျမ်းပေါ့မူလကိုထပ်ဖွင့်တဲ့ community လို့ခေါ်တဲ့အထကထာကျမ်းပေါ့အဲ့ဒီအရာကိုထပ်ဖွင့်တဲ့ sub community ကိုတီကာကျမ်းတွေစင်ငယ်ထပ်ထပ်ပြုလို့ရှိရင်ရှေးကျမ်းကဘာလို့ပြတဲ့ပေါပုတ်ကြည့်ပြီးတော့ဘယ်ပုတ်ကဘာတွေပြတယ်ဆိုတာအဲ့ဒါတွေကိုရေးရတယ်ရှေ့တုန်းကကျမ်းပြရတယ်အဲ့ဒါလိုပေါ့နော်ပြတာအဲ့ဒီပုံစံကိုဆရာတော်ကြီးကဒါဒီရှေ့တုန်းကဒီခုကမှတီးစီရေးမှဒေါက်တာဆိုတာရှေ့တုန်းကဆရာတော်တွေကဒီလိုရေးခဲ့တယ်ဆိုတဲ့အကြောင်းပြတာဘုရားစာပေမှာဒီလိုအကြောင်းကျမ်းစာတစ်ခုရေးရင်ဒီလိုအကြောင်းအရာတွေ၅မျိုးပါအောင်ရေးရတယ်ဆိုတာတော့ပြတာအဲ့ဒါတွေကိုလည်းသိစေခြင်းပုံရတယ်နဲ့ပိဋကတ်၅ပါးကိုဘုန်းကြီးရေးခိုင်းတယ်ရေးပြီးတော့သဘောကျတော့ဘုန်းကြီးတို့ကတော့ဆရာတော်ကြီးဒီဘွဲပေးမယ်လေမထင်ပါဘူးဘာလို့ဒီသူတက်ကတော်အတွက်ဘုန်းကြီးတို့ကကြံပြုတ်ပေးရတဲ့အတွက်ဂုံပြူလွှာတစ်ခုလေးနဲ့ပေါ့နော်ဂုံပြူမှတ်တမ်းတစ်ခုနဲ့ပေးဖို့လေနောက်မှဒီသူတက်ကတော်ကနေပြီးတော့ပေါ်လိုက်မှာဘုန်းကြီးတို့ကိုဒီလစ်ဘွဲပေါ့နော်ဟုတ်လားဒေါက်တာအော့ literature ဆိုပြီးတော့စာပေပါရဂူပေါ့နော်အဲ့လိုပေးခဲ့ရတယ်ပြီအဲ့ဒါဘုန်းကြီးတို့အများကြီးကျေးဇူးတင်ပါတယ်ဆရာတော်ကြီးကိုနော်ဆရာတော်ကြီးကလည်းဒီဆရာတော်ကြီးရဲ့တက်ကတော်ပြုစုတဲ့ပုံကိုယ်တွေရဲ့တန်ကြီးကိုလည်းသိလို့ဆရာတော်ကြီးကဒါထိုက်တဲ့တန်ဒေါက်တာဘွဲချီးမြှောက်တာပါဆရာတော်ကြီးလိုပုံကိုယ်ကချီးမြှောက်တယ်ဆိုတာဘုန်းကြီးတို့ကအများကြီးဂုဏ်တက်သွားတယ်နော်ဘုန်းကြီးတို့ပေးချီရတဲ့အရင်ကိုဘဝကိုစူးစမ်းရလိုက်ပေးချီတဲ့ကိုဆရာတော်ကြီးပြီးတဲ့ဒီလေးဘွဲပိုးပြီးတော့တန်ချင်းရှိပါတယ်အလေးလဲထားတယ်မြတ်လဲမြတ်နိုးတယ်နော်အဲ့ဒါခုတော့ဘုန်းကြီးတို့ကနေမြေမေးချမ်းတဲ့အတွက်ဘုန်းကြီးတို့ရှင်းမကားဆိုတာနေမြေအေးမချမ်းတဲ့ကအခုကျတော့ဘုန်းကြီးကတကုံဘာပေါ့အရှိတကုံမျိုးနယ်ပေါ့နော်131ရပ်ကွက်က131ရပ်ကွက်မှာတရမပါတကူကျောင်းဆိုပြီးတော့အဲ့ဒီမှာသတင်းသုံးတာ၄နှစ်လောက်ရှိသွားပါပြီပေါ့ပေးရတော့မို့ဘုန်းကြီးတို့ကနှစ်ပေါင်း100ကျော်စာအုပ်ဖြစ်တော့ရောက်ပြီးသားပေးရဖြစ်ကတော့စကိုင်းကဏ္ဍအောင်ဆရာတော်ပြုစုတဲ့တရတင်ကတကြမ်းပဲကျန်တာတွေကကျမ်းစာနေရှိပြီးသားရှေးအောင်ကျမ်းစာတွေပေါ့ဘုန်းကြီးတို့ကရှေးအောင်ကျမ်းစာပြုတဲ့ခါကျတော့ဆရာတော်ကြီးကကိုစတ္တတန်ခါရနာမူလိုပေါ့လေအောက်ကနေဖူးနှုတ်တွေနော်အဲ့လိုပေါ့ reference တွေအဲ့ဒါတွေကိုပြရတာဗျပြတော့များကြီးတော့မပြုစုရပါဘူးတားကြီးမပြုစုရဘုန်းကြီးတို့ဒါလေးလာဆိုတော့တားကြီးမပြုစုရဘူးအဲ့ဒီပိဋကတ်ရေးတဲ့နေရာတော့ဘာပေါ့မအားရတဲ့အချိန်ကြာသွားတာတားကြီးတော့မပြုစုရပါဘူးကျန်ကိုတွေတော့ကြည့်မဲ့ဆိုဘုန်းကြီး2လလောက်တော့ကြာမယ်ထင်တယ်ကွန်ပျူတာရဲတာနဲ့အဲ့ဒီဟောပေါ့ပါရာဂရပ်တွေခွဲရတာအဲ့ဒါတွေကြာသွားတာပေါ့သူကရှင်းတော့စာအုပ်တွေပြုံပြီးရေးထားလေပြုံပြီးတော့အဲ့လိုဟာတွေအချိုးကြအောင်အဲ့လိုရိုက်ရတဲ့ခါကျတော့ညှိနှိုင်းရတာပေါ့နော်ရိုက်တဲ့ကွန်စာအုပ်တိုင်းနဲ့အဲ့ဒါတွေတော့ကြာတာပါဟိုလိုတော့မကြာဒါ lady ဆိုတော့နဲ့ပတ်သက်တယ် lady ဆိုတော့ကဘုန်းကြီးတို့ဗမာပြည်မှာသင်နေတာသင်ကြိုကျန်းဆိုတာပေါ့ရှိတယ်အဲ့ဒီကျန်းရဲ့အဖွင့်ဟာဘုန်းကြီးတို့အကုန်လုံးကနေပြီးတော့ဗိဓမာတာဝိပဝန္ဒီတီကာဆိုတော့တီကာကျော်ဆိုတဲ့ကျန်းတရားရှိတယ်အဲ့ဒီကျန်းရဲ့အမှားတွေကို lady ဆိုတော့ထောက်ပြတယ်ဗျထောက်ပြတဲ့ခါကျတော့ဒီအဲ့ဒီတီကာကျော်ကိုဘက်ကနေပြီးတော့တီကာကျော်မမှားဘူးဝေဖန်တဲ့တီကာ lady ဆိုတော့ရဲ့တီကာမော်လို့ခေါ်တဲ့ပရမတ္ထဒီမီဒီယာမှားတယ်သူတီကာကျော်ဘက်ကနေပြန်ပြီးခြေပတဲ့ကျန်းဒီကျန်းတွေအများကြီးထွက်ခဲ့တာနော်အဲ့လိုအများကြီးထွက်ခဲ့တာသူအဲ့တော့ဒါဒီဆရာတော်ကဒါပရမတ္ထဒီပီတို့ခေါ်တဲ့ lady ဆိုတော့ဘုရားရဲ့တီကာမော်ကိုပြန်ပြီးတော့တီကာကျော်ကမှန်ကန်တယ်လို့ခြေပတဲ့ကျန်းပါခြေပတဲ့ကျန်းခြေပတဲ့ကျန်းအဲ့ဒီကျန်းမှာတော့သင်္ကြိုတိုင်းအကုန်ဖြေတယ်သူကထူးထူးဆန်းဆန်းကတော့နောက်ဆုံးသင်္ကြိုကိုပိုင်းတွေကဒီကမ္မထမ်းမိုင်းလို့ခေါ်တဲ့နောက်ဆုံးခန်းတော့စာမျက်နှာတဝက်လောက်ပဲရေးတယ်ကျန်တာတွေရတော့သူတိုက်သလောက်သူစိတ်ထဲရှိသလောက်ပေါ့ခြေပါတယ်အဲ့လိုပြန်ပြီးတော့ဒီကာကျော်ဘက်ကနေပြီးတော့မှန်ကန်တယ်သူမူလကျမ်းဘက်ကမှန်ကန်တယ်ဆိုပြီးတော့သူကခြေပါတယ်ကျမ်းပါဗျအဲ့ခြေပါတာနော်အဲ့ဒီဆရာတော်အဲ့ဒီဒီကာကျော်ဘက်ကနေရှင်းနေလိုက်ပြီးတော့ရေးတဲ့ကျမ်းပါဠိလိုရေးတာပေါ့မြန်မာလိုရောအများကြီးရေးတဲ့အဲ့ခေတ်ကဒီကာမိုးတွေရွာတဲ့ခေတ်ဆိုပြီးမြန်မာပြည်မှာအဲ့တည်းမှာသူပါဠိလိုပြုတဲ့ကျမ်းတစ်ကျမ်းဖြစ်တယ်ဒီကျမ်းတွေဘုန်းကြီးတို့ခုပြုစုတဲ့ကျမ်းတွေကြည့်ပြီးတော့သူတို့တွေဒါဘယ်သူမှဆိုလုံနေတာပေါ့နော်ရှေးဟောင်းကျမ်းတွေဆရာတော်ကြီးကတော့ရှေးဟောင်းလဲဖော်ထုတ်မယ်အသေးလဲရေးမယ်ဆိုရွေးကျမ်းခုပြုတဲ့ကျမ်းတွေနှစ်ပေါင်းရာကျော်ကျမ်းတွေကြီးပါပဲရွေးကျမ်းတွေကြီးပဲအဲ့ကြောင့်ဆရာတော်ကြီးကနေတော့ဘယ်ကျမ်းကိုပြုစုနေတယ်ဆိုရင်တော့ပါဠိစာပေကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေပြုစုနိုင်ပါတယ်အဲ့လိုပေါ့နော်ရေးပုံကတော့ပိဋကတ်၅ပါးဆရာတော်ကြီးတော့ပါအောင်ရေးစီခြင်းတယ်ပေါ့နော်ဘု
ုန်းကြီးခုနပြောခုနအမေကြီးသလိုပေါ့ဒီခုခေတ်မှာဒေါက်တာဘွဲရနေတဲ့ပေးကြီးတွေဆိုတဲ့ဘွဲတွေဟာရှိခုမှမဟုတ်ရှေးတုန်းကလည်းရှိကျမ်းပြုစတော်ကြီးများဟာပိဋကတ်၅ပါးနဲ့ပါအောင်ရေးတယ်ဆိုတာကိုဒါကိုဆရာတော်ကသိကျင်လို့အဲ့ဒါကိုရေးပြပါတယ်ရေးခိုင်းတယ်လို့ဘုန်းကြီးတို့လိုမြင်တယ်ပေါ့နော်အဲ့ပထမဆုံးတင်တဲ့၅ပါးထဲမှာအဲ့9ပါးပထမတင်ဘုန်းကြီးမန်းလေးရခိုင်းတဲ့၅ပါးထဲမှာတော့ဘုန်းကြီးအရင်စတင်ပြီးတော့နောက်ကျမှဒီဆရာတော်ကြီးပိဋကတ်၅ပါးရေးပါအောင်ဆိုတော့ကျမှကြားသွားတာအရင်တော့ပထမဆုံးကဒီကျမ်းပြုစတော်ကြီးရဲ့ထေရဘာတိကိုပါဠိလိုရေးခိုင်းတယ်ဒီခုနဒီကျမ်းတွေကိုပေါ့နော်တော့အောက်ကနေပြီးတော့သူ့ရဲ့ကိုးကားတဲ့ကျမ်းတွေပေါ့နော်အဲ့ဒီမူလကျမ်းပြုဆရာတော်ကိုးကားတဲ့ကျမ်းတွေကိုပူဇော်တော့ဘယ်ကျမ်းတွေဆိုလိုက်ဖြာပြတာဖုနှုတ်တွေပြရတယ် reference တွေပြရတယ်ပေါ့နော်အဲ့လိုပြရပါ